ကျွန်တော်ရဒီ brother အဲ့လိုပုံတွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုအမိထားရအဲ့ဒီတော့ကျွန်တော်ကဗီဒီယိုလေးနဲ့နေပြပါမယ်ကျွန်တော်အရင်ဆုံးတော့မှာက Chrome နဲ့ဝင်နိုင်မယ်ဗျာ Chrome နဲ့ဝင်နိုင်မယ်ပြီးတော့ကျွန်တော်search bar မှာ Minecraft ဝေးပါလို့ရရှာလိုက်ဗျာMinecraft ဝေးပါလို့ရရှာလိုက်ရရှာပြီးတော့ရင်ဒီရောက်မှာဗျာ Nova Skin ဆိုတာကိုလေးပေါ်လာမယ်ဗျာNova Skin နဲ့လည်းချက်နေတယ်ဗျာNova Skin နဲ့လည်းဒီလိုပေါ်လာမှာဗျာဒီပေါ်လာရင်ဒီချက်ချက်ရွေးချယ်လို့ရရဗျာငါဆိုလဲညာရဲဗျာ front short night 5မျိုးပေါ့ဗျာfront ဆိုတာဒါကိုနေရေးပုံကြီး short ဆိုတာဒါကိုပေါ့ဝေဓာတ်တွေပါလေ 5တက်ခဲ့တဲ့ပုံစံမျိုးဆိုပြီးပုံအဲ့ဒီမျိုးကအများကြီးရွေးချယ်လို့ရတယ်ရွေးချယ်ပြီးဒီမှာပေါ်ပေါ်လုပ်ကြပါမယ်ဗျာပေါ်ပေါ်လုပ်ပြမယ်ဆိုတော့ဒီမှာဒီလိုလေးလုပ်လိုက်မယ်ဗျာဒီလိုလေးလုပ်လိုက်မယ်အဲ့ဒါဆိုတော့ဒီမှာဗျာကျွန်တော်ဒီမှာဒီပုံလေးဒီနေရာမှာကျွန်တော်ပုံလေးစားသွင်းလိုက်ပါမယ်အဲ့ဒါကျွန်တော်ရဲ့ screen ရင်းကဒီနေ့ရရှာလိုက်ပြီဗျာအဲ့ရှာလိုက်ပြီးတော့ဒီမှာကျွန်တော်တို့နဲ့ screen ထားပြီဗျာဒါလေးလေးပြီးတော့အဲ့ရှာလိုက်ပြီးရင်ဒီရှေ့အောက်ကိုပြင်ဗျာဒီဆိုတော့ရအောင်လို့ဗျာရအောင်ကောင်းတော့အဲ့ပေါ်ရမှာဗျာဒီအောက်ကဟွာလေးဟောလိုက်တော့ဒီအောင်လေးပြင်နေရတယ်ဗျာဒါလေးလိုက်ရင်ကောင်းတော့ဖိုင်ကောင်းတော့ဆိုတာဒါပြီးတော့ဒီလိုညပါတယ်ရမှာကျွန်တော်အဲ့ပုံလေးရသွားပြီဒါလေးပေါ့brother နောက်ထပ်သိချင်တာရှိရင်ကျွန်တော်ပြချက်မေးလို့ရပါတယ်ကိုကျွန်တော်ရေးလိုက်ပါပြီ